ကဲတူတီဝန်သားရှင်ကိုဒီမှာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခါတော့ဗိုလ်တော်ဘူးနေ့12နာရီနဲ့10မိနစ်အတွက်လုံးမိုက်စိုက်ကလေးပါခင်ဗျာကဲလုံးမိုက်စိုက်ကလေးနဲ့အပြီးပြင်ဟုံးရမယ်နော်12နာရီနဲ့10မိနစ်မှာကဲစမယ်ဗျာဒီ9ရေဒီ9ရေဒီ9ရေနော်ဒီ3လုံးပေါင်းရင်1လုံးပိုင်းနဲ့1လုံးပိုင်းနဲ့နော်အဲ့လို1လုံးပိုင်းပြီးပြီးတဲ့အချိန်မှာဒီ9ရေဒီ9ရေဒီ9ရေနော်9ဒီ3လုံးပေါင်းရင်3လုံးလုံးပိုင်းနဲ့နော်3လုံးလုံးပိုင်းဆိုတော့ဒီ1လုံးပိုင်းနဲ့ဒီ3လုံးပိုင်းနဲ့1-3ဆိုပြီးတော့ဒီမှာ1-3ဆိုထွက်ပြီးထားပါတယ်ခင်ဗျာနော်ခုတစ်ခါနောက်ထပ်ဒီ9ရေဒီ3ရေဒီ2ရေနော်ဒီ9ရေဒီ3ရေဒီ2ရေဒီ3လုံးပေါင်းရင်3ညာလုံးပိုင်းနဲ့နော်ဒီခါဒီ1ရေဒီ3ရေဒီ8ရေ138ဒီ3လုံးပေါင်းရင်2လုံးပိုင်းနဲ့နော်အဲ့တော့2 3ညာလုံးပိုင်းနဲ့20ဆိုပြီးထွက်ပြီးထားပါတယ်ခင်ဗျာနော်20ဆိုပြီးထွက်ပြီးထားတယ်ကဲအခုဝုံးရမယ်ကဏ္ဍလေးနော်လာပြီဒီ6ရေဒီ3ညရေဒီ2ရေဒီ3လုံးပေါင်းရင်8လုံးပိုင်းနဲ့နော်8လုံးပိုင်းနော်အဲ့ဒီ8လုံးပိုင်းပြီးပြီးတဲ့အချိန်မှာဒီ2ရေဒီ3ညရေဒီ3ညရေဒီ3လုံးပေါင်းရင်ဟာတဲ့2လုံးပိုင်းမှာတဲ့နော်အဲ့တော့8လုံးပိုင်း2လုံးပိုင်းမနောက်ကိုဝုံးရမယ်ကဏ္ဍလေးရတော့82ဆိုတဲ့ကဏ္ဍလေးတစ်ခုပါခင်ဗျာနော်82အားလေးပါခင်ဗျာနော်ရှင်ပြရမယ့်ကဏ္ဍလေးရတော့23တစ်ခွက်83တစ်ခွက်83တစ်ခွက်88တစ်ခွက်ပါခင်ဗျာနော်ကဲအားပေးကြတဲ့ကိုရီမတွေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနှိပ်ပြီးတော့အားပေးသွားကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်